ဒီနေ့ဒီဗီဒီယိုကိုကျွန်တော်က marketing လောကရဲ့ weight ချသူများလို့နာမည်ပေးထားတယ်ကျွန်တော်တော့စိုင်းလူရှာပါကျွန်တော်က marketing နဲ့ပတ်သက်ရင်ကျွန်တော်စာသင်တယ် consultant လုပ်တယ် Negative Marketing Group ရဲ့ founder တယောက်ပါကျွန်တော်တို့ဘာလို့ဒီခေါင်းစဉ်ကိုပေးရလဲဆိုရင် weight ချတဲ့လူတွေမမြင်ဘူးရလိမ့်မယ်3လတည်းနဲ့ပေါင်20ချချင်တာတို့3လတည်းနဲ့ six pack ထွက်ချင်တာတို့ဒါမျိုးလူတွေရှိကြတယ် trainer တွေဒီ gym တွေကလည်းလုပ်ပေးရတယ်ပေါ့လေကျွန်တော်လည်းရင်တော့လုပ်ဘူးတယ်3လတော့မဟုတ်ကျွန်တော်6လနဲ့ six pack ထွက်အောင်လုပ်မယ်ဆိုပြီးလုပ်ခဲ့ဘူးတယ်တကယ်လည်းရခဲ့တယ်ဒါပေမဲ့6လပြည့်ပြီလို့ six pack လည်းထွက်ပြီးတော့တစ်ပတ်လောက်နေတော့ကျွန်တော်စားကျင်တာပြန်စားတယ်ပြီးတော့ agent တို့ပြန်အိတ်တယ်ကြားတော့လည်းအစီပြန်တက်လာတယ်ပေါ့နော်ကျွန်တော်တို့ဒီလိုလောက်တာကတကယ်တမ်းကောင်းလားဆိုပြီးကျွန်တော်ဖတ်ရှုကြည့်တဲ့အချိန်မှာကျတော့ဘာတွေ့လဲဆိုတော့ဒါတွေကမကောင်းရှင်းပြောရရင်ခဏခဏအဲ့လိုမျိုးလှုပ်လေလေကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့ဇီဝပစ္စည်းကပြတ်သွားပြီးတော့နောက်ပိုင်းနေမှာဝိတ်ချရတယ်ဆိုရင်လည်းခက်တဲ့ဟာမျိုးတွေဖြစ်တယ်ဘလို့ကကောင်းလဲလို့ကျွန်တော်လိုက်ရှာဖတ်ကြည့်လိုက်တော့ကြတော့ fitness ဆိုတာ lifestyle တစ်ခုပဲတဲ့ခမည်းတစ်သက်လုံးလှုပ်သွားနိုင်တဲ့အရာကိုညှလှုပ်သွားတာခုထားလှုပ်လိုက်ရက်သွားလိုက်ဟာဒီမကောင်းဘူးတစ်သက်လုံးခမည်းလှုပ်သွားနိုင်တယ်လို့လှုပ်သွားနိုင်တဲ့အရာကိုညတိကျချမှတ်ပြီးလုပ်ရတာပေါ့ဘယ်လောက်ပဲ weight shot မယ်ဘယ်လောက်ပဲစားမယ်ဒါမျိုးတွေပေါ့ဘယ်လောက်ပဲလေ့ကျင့်ခန်းလုပ်မယ်အဲ့တော့ဒါကိုတော့ဖတ်ကြည့်တဲ့အချိန်မှာကျွန်တော်ကဘာလို့သတိရလဲဆိုတော့ငါတို့ marketing လောကနဲ့တူလိုက်တာပေါ့ပြောမှဆိုရင် marketing ဒီလေ lifestyle တစ်ခုဒီလုပ်ငန်းဒီ brand ဒီ product ဒီ service ရှိနေတဲ့ကာလပတ်လုံးလုပ်သွားမယ်ဟာအဲ့မှာကိုရီမန်းတလောက်ပေါ်မှာ marketing ကိုတိုးလုပ်ရတယ်ရော့လုပ်ရတယ်ပဲရှိတယ်အဲ့တချို့ဆိုရင်ရှိတယ်ခောက်ဆွဲဆိုင်တွေပဲဖွင့်လာတာဒါပေမဲ့တစ်သက်လုံးခောက်ဆွဲပဲရောင်းပြီးတော့လုပ်သွားတာဒါပေမဲ့သူ့ရဲ့ marketing သူ့ရဲ့ branding ကလည်းဘာလုပ်လဲဆိုတော့သူဒီ product ပေါ်မှာထိန်းတာဘယ်ချိန်သာစားဒီရတာပဲအဲ့အတွက်လူတွေကကြိုက်ကြတယ်ဒါစားတယ်အဲ့လိုလုပ်ပြီးတော့ပဲတိုက်ဆောက်ကားစီးပြီးတော့သူရဲ့သားသမီးတွေကိုနိုင်ငံခြားမှာတွားထားတဲ့လူတွေလည်းကျွန်တော်တွေ့မှုတယ်ဒါတွေလည်းရှိတာပဲသူကြောက်လည်းသူရဲ့ brand ကိုဘယ်တော့မှမရက်ချင်ဘူးတကယ်ကိုတနိုင်ငံလုံးသိတဲ့ brand ဒါမှမဟုတ်ရင်တခြားနိုင်ငံတွေဒီပါပေါက်ရောက်တဲ့ brand ထိုင်မှုဖြစ်ချင်တာပဲအဲ့တော့ရီပန်းချက်ချင်တာကွာမယ်လောက်ရတာချင်းအောင်တူတူပဲကျွန်တော်တို့ marketing ဒီအများနဲ့လုပ်သွားရတယ်ဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့ဒိုက်ထိုးတယ်ပေါ့တာမန်လူတယောက်ကဒိုက်ထိုးမယ်ဆိုရင်တစ်နေ့ကိုခင်ဗျာအများဆုံးထိုးနိုင်50 100ပေါ့ဒါဘာမှလေ့ကျင့်ခန်းလုပ်နေရသူမဟုတ်ဘူးဆိုရင်ကြိတ်မိတ်ထိုး50လောက်တော့ဖြစ်နိုင်မှာပေါ့ဒါပေမဲ့တစ်ရက်လောက်50လဲထိုးပြီးတော့နောက်နေ့တွေကြတော့ကိုယ်လက်တွေရမ်းနာပါမလုပ်နိုင်တော့အဲ့တော့ဒါကြီးကိုကြောက်သွားတယ်မလုပ်တော့ဒါမှမဟုတ်ရင်နောက်ထပ်သူများတွေကိုကြွားဖို့ရှိတဲ့အချိန်ကျတော့မှ25ချိန်လောက်50လောက်ကြိတ်မိတ်ပြီးထိုးလိုက်တယ်ပေါ့ပြီးနောက်နေ့ကျရင်နာဝါပြန်ရက်သွားပြန်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကတစ်ရက်ကိုထိုးနိုင်တယ်လောက်5ချိန်နောက်မှ10ချိန်ဒါကိုပဲတစ်နှစ်တိတိ5နှစ်တိတိ10နှစ်တိတိလှုပ်သွားနိုင်တဲ့သူနဲ့ကြတော့တူတော့အဲ့တော့ကျွန်တော် consultant လုပ်ပေးနေရတဲ့ show brand တွေမှာဆိုရင်သူတို့စစချင်းတွေ့တော့ကျွန်တော်နဲ့စကားပြောဦးတယ်သူတို့လည်းဒီ marketing budget သုံးတာပဲပေါ့နော်သူတို့လည်းလုပ်တာဒါပေမဲ့တခြား brand ကကြတော့ brand left ကအရန်ကောင်းတယ်သူတို့ဆိုရင်ဝယ်လူကချစ်ကိုချစ်နေကြတာချစ်ပြီးတော့ဝယ်နေကြတာသူ့ brand ကြတော့သူပတ်စံတော့သုံးတယ်ဒါပေမဲ့သူ့လိုဖြစ်မလာဘူးပေါ့ပြောမှစဈေးချတော့မှဝယ်တဲ့ brand ပဲဖြစ်နေတယ်ပေါ့။ဘာကြောင့်လဲဆိုတော့ခုဘက် brand ကြတော့ तू လောက်ရမယ့်ကိစ္စတွေကို तू ကအမြဲတစေလောက်သွားတာ။ तू ဈေးချဖို့ရှိတဲ့အချိန်ကြတော့မှ customer တွေ queue ဆိုင်တာမဟုတ်ပဲနဲ့ तू အမြဲတမ်း customer တွေကို queue ဆိုင်တယ်။ဘာပေးရမလဲကြည့်တယ်။ဘယ်လို campaign တွေသွားရမလဲကြည့်တယ်။ तू နောက်မှာ strategy ရှိတယ် concept ရှိတယ်။ဒါကြီးကိုဘယ်လိုဖြစ်မလဲဆိုတဲ့ဟာကို तू ကအရင်တည်းကချပြီးတော့မှအဲ့ပုံစံတိုင်း तू ကပုံဖော်နေတာ။ဒီဘက်ကကြတော့ तू အယောင်တင်ကန်ကြီးချိန်နေကြရင် celebrity တွေသုံးတယ်။ကန်ဆန်းမဲတွေပေးတယ်။ဈေးတွေချတယ်။ဒါပေမဲ့အဲ့ချိန်တော့အဆင်ပြေသွားတယ်ပြီးရင်လူတွေကမေ့သွားဒါမျိုးတွေကွာတာပါကိုယ့်ရဲ့ brand ကိုဝိတ်ချကန်ပြီးတော့မှတဲတန်ဝိတ်ချတဲ့ဟာမျိုးတွေ steroid ထိုးပြီးတော့ adin six pack ပေါ်ကျင်တဲ့ကိစ္စမျိုးတွေကိုလုပ်တာမျိုးကိုရှောင်ရှားပြီးတော့ marketing ဆိုတာ lifestyle တစ်ခုပါဒီ brand ရှိနေတာကာလပတ်လုံးအမြဲတမ်းလုပ်သွားဖို့အတွက်ကျွန်တော်ကတော့အကြံဉာဏ်ပေးချင်ပါတယ်ဒါကျွန်တော်ရဲ့တွေ့ကြုံနဲ့ပြောတာဖြစ်တဲ့အတွက်လုံးဝမှားစရာအကြောင်းလုံးဝမရှိဘူး marketing ကိုတစ်သက်လုံးလုပ်သွားလို့တတိစကြစနစ်တကျလုပ်သွားလို့အရှုံးမရှိကြာလာလေးအမြတ်ပဲရှိလုပ်ပုံလုပ်ပြီးမှန်ဖို့ပဲလိုတယ်ခုလိုမျိုး marketing နဲ့ပတ်သက်ပြီးတော့သိချင်တာတွေရှိရဆိုရင်လည်း comment မှာရေးသွားလို့ရပါတယ်ကျွန်တော်ပြောပြစီခြင်းတဲ့အကြောင်းတွေရှိရဆိုလည်း comment မှာရေးသွားလို့ရပါတယ်အားလုံးပဲတန်ဖိုးရှိတဲ့ brand တွေကိုတည်ဆောက်နိုင်ကြပါစေ